ကိုယ်စိတ်ကိုပင်ပန်းစီမဲ့အရာတွေကိုမေ့ထားလိုက်ပါလူတိုင်းကလူပင်ပန်းတဲ့ဓာတ်ကိုခံနိုင်ကြပေမဲ့စိတ်ပင်ပန်းတဲ့ဓာတ်ကိုတော့မခံနိုင်ကြဘူးဟိုအရင်ကလေးဘဝကကိုယ်အလိုမကြတိုင်းချော့မဲ့သူစိတ်ချမ်းသာအောင်ပျော်ရွှင်အောင်လုပ်ပေးနိုင်တဲ့မိဘတွေရှိပေမဲ့အသက်အရွယ်ရလာလို့ကိုယ့်ဘဝကိုရှောင်လန်းရတဲ့အခါဘယ်သူကမှကိုယ့်စိတ်ကိုချမ်းသာအောင်ပျော်ရွှင်အောင်လုပ်မပေးနိုင်တော့ဘူးကိုယ်စိတ်ကသာကိုယ့်ကိုစိတ်ချမ်းသာအောင်ထားနိုင်မဲ့တခုတည်းသောအရာဖြစ်တယ်လူတိုင်းကဘဝမှာအကြောင်းအမျိုးမျိုးကြောင့်စိတ်တက်ကြခြင်းဝမ်းနည်းခြင်းပူဆွေးသောကတွေပြေးမလွတ်နိုင်အောင်ရှိတတ်ကြပါတယ်ဒါပေမဲ့ဒီအရာတွေအားလုံးကကိုယ်စိတ်ကဖြစ်ပေါ်လာတာကြီးပဲကိုယ်စိတ်ကိုထိန်းရင်ဖြစ်ပေါ်လာတဲ့ခံစားချက်တိုင်းကိုအစွဲမထားရင်အကောင်းဆုံးပါဖြစ်သမျှအကြောင်းကိုပြုပြင်ရရင်ပြုပြင်လို့မရတဲ့အရာဆိုရင်ကြည်ကြည်နက်နက်လက်ခံလိုက်ပါကြားသမျှစကားတွေကိုနားတဲ့အစွဲမထားပါနဲ့နားထောင်တဲ့သမျှနားထောင်နားမထောင်တဲ့စကားတွေကိုထုတ်ပလိုက်ပါဘာကိုမှအစွဲမထားပါနဲ့လူတိုင်းကလူပင်ပန်းတဲ့ဓာတ်ကိုခံနိုင်ကြပေမဲ့စိတ်ပင်ပန်းတဲ့ဓာတ်ကိုမခံနိုင်ကြဘူးဒါကြောင့်ကိုယ်စိတ်ကိုပင်ပန်းစေတဲ့လူတွေကိုမေ့ထားလိုက်ပါကိုယ်စိတ်ကိုဒဏ်ရာပေးတဲ့ဝန်းကျင်ကိုဝေးနေလိုက်ပါကိုယ်နဲ့မကိုက်တဲ့ဖဏတ်တွေကိုသဲကြိုးပြတ်တဲ့အထိသဲကြိုးပေါက်ခံပြီးတော့မစီးချင်ပါနဲ့ကိုယ်ခြေတောင်းနဲ့ကိုက်တဲ့ဖဏတ်တရားဆိုတာကတော့ရှိကိုရှိမှာပါရှားစီးလိုက်ပါကိုယ်ခံစားချက်တွေကိုလူတိုင်းကိုယုံပြီးတော့ဖွင့်မပြောလိုက်ပါနဲ့ဆေးပေးမဲ့သူတွေထက်မီးရှို့မဲ့သူတွေကပိုးပြီးတော့များတတ်တယ်ဒီစိတ်နဲ့ကိုယ်လဲပျော်နိုင်မှာမဟုတ်တော့တကယ်တော့လောကမှာပျော်ရွှင်မှုပေးနိုင်တဲ့သူဟာကိုယ်တိုင်ကလွဲပြီးဘယ်သူမှမရှိနိုင်သူကငါ့ကိုအယမ်းချစ်လို့ပျော်ရွှင်အောင်ထားနိုင်မယ်လို့မတွေးပါနဲ့ကိုယ်လဲလူသူလဲလူအ ਨੇ မြတော့စိတ်ရှုပ်စရာတွေရှိနိုင်တာပါပဲကိုယ်စိတ်ကိုယ်တောင်ပျော်အောင်မထားနိုင်တာသူတစ်ပါးစီကရဖို့ဆိုတာမဖြစ်နိုင်ပါဘူးဘလောက်ပဲကြီးမားတဲ့ပြဿနာတွေဖြစ်နေပါစေအချိန်တန်ရင်တော့လေပြီးဆုံးသွားမှာပဲဆိုတာမမေ့ပါနဲ့အသွေးအသားတွေနဲ့တိဆောက်ထားတဲ့ခန္ဓာကိုယ်ကြီးနာတာကျင်တာကြိုက်တာခဲတာတွေရှိတယ်ဆိုတာသဘာဝပါအဲ့ဒါသဘာဝဒုက္ခသဘာဝဆင်းရဲတယ်အသွေးအသားနဲ့တိဆောက်ထားလို့နာတာကျင်တာပါဘာအသွေးအသားဘာအယိုးကြောမှမရှိတဲ့ကိုယ်စိတ်ကိုနာတယ်ကျင်တယ်ကြိုက်တယ်ခဲတယ်ဆိုတာကတော့သဘာဝမဟုတ်ဘူးကိုယ်စိတ်ကိုနာအောင်ကျင်အောင်ကြိုက်အောင်ခဲအောင်ဘယ်သူတူးတော့ကမှကိုယ်စိတ်ကိုရိုက်လို့နှက်လို့ကင်လို့ပေါက်လို့မရပါဘူးကိုယ်စိတ်တွေနာတယ်ဆိုတာကကိုယ်ကိုယ်တိုင်နာအောင်လုပ်နေလို့နာစရာအတွေးတွေတွေးနေလို့နာတာကိုယ်စိတ်တွေဆင်းရဲတယ်ဆိုတာကလည်းကိုယ်ကိုယ်တိုင်ဆင်းရဲအောင်လုပ်နေလို့စိတ်ဆင်းရဲစရာအတွေးတွေတွေးနေလို့ဆင်းရဲနေတာညီကုန်းချုပ်ပြောချင်ပါတယ်မှတ်ထားလိုက်ပါကိုယ်စိတ်ကိုဘယ်သူမှနာအောင်ယူရိုက်လို့မရဘူးကိုယ်စိတ်ကိုဘယ်သူမှစိတ်ကိုကင်ပေါက်လို့မရဘူးကိုယ်စိတ်မှာဘာအသွေးအသားမှမရှိဘူးကိုယ်စိတ်မှာဘာအယိုးအကြောမှမရှိဘူးဒီလိုဆိုစိတ်ကိုဘယ်သူဘယ်အရာကမှနာအောင်ကျင်အောင်လုပ်မရဘူးပေါ့ကိုယ်စိတ်နာတယ်ကျင်တယ်ဆိုတာကိုယ်ကိုယ်တိုင်ငါ့ကိုကိုယ်စိတ်ကိုနာအောင်ကျင်အောင်လုပ်နေလို့တွေးနေလို့နာတယ်ကျင်တယ်ဆိုတာသိမြင်ထားပါအားလုံးကိုယ်စိတ်ကလေးကိုကိုယ်ကိုယ်တိုင်တွေ့မြင်နိုင်သူများဖြစ်ကြပါစေ